ထိုင်းနိုင်ငံချင်းရိုင်းခရိုင်မယ်ဆိုင်မြို့နယ်ကော့ဆိုင်ကြီးရွာရှိအမှတ်ထိုင်းမြန်မာချစ်ကြည်ရေးတရားအမြဲတမ်းနယ်စပ်ဂိတ်တွင်တရားမဝင်လုပ်ရက်များကိုကာကွယ်တားဆီးရန်အတွက်သက်ဆိုင်ရာဖွဲ့များမှပူးပေါင်း၍လူပုဂ္ဂိုလ်များပစ္စည်းများနှင့်ယာဉ်မော်တော်ကားများကိုစစ်ဆေးသည့်တာဝန်ကိုပူးပေါင်းဆောင်ရွက်ခဲ့ကြရာမြန်မာဘက်ချမ်းမှတစ်တိတတများတင်ဆောင်လာသည့်သုံးဘီးဆိုင်ကယ်တစ်စီးသည်မတင်ကားပွဲမောင်းနှင်လာပြီးထိုင်းနိုင်ငံဘက်သို့ဦးတည်ဝင်ရောက်လာသဖြင့်အသေးစိတ်ရှာဖွေစစ်ဆေးရန်ရပ်တန့်ခိုင်းခဲ့ကာတင်ဆောင်လာသည့်တတများကိုအိစာရေးဂရိတ်ဆက်ဖြင့်စစ်ဆေးမှုပြုလုပ်ခဲ့သည်ဂရိတ်ဓာတ်မှန်ရိုက်ချက်များအရပလတ်စတစ်အိတ်ဖြင့်ထုတ်ပိုးပြီးစကော့တိတ်အကြီးဖြင့်တေချာစွာပိတ်ဆို့ထားသည့်အညိုရောင်တုံးခဲများကိုတွေ့ရှိရသဖြင့်ထပ်မံဖွင့်လှစ်စစ်ဆေးခဲ့ရာရင်းထဲတွင်အတုံး60ဖြင့်ထုတ်ပိုးထားသောစိတ်ကြွယူသွစေးပြားရာပါစုစုပေါင်း600တူညပြခန့်နှင့်စုစုပေါင်း4ချိန်111.8ကီလိုဂရမ်ခန့်ရှိသောကက်တမင်းခက်တမ်မိုင်109ထုတ်ကိုဝက်တူတည်ဆောင်လာကြောင်းစစ်ဆေးတွေ့ရှိခဲ့ရသည်ထို့ကြောင့်တာဝန်ရှိသူများကအဆိုပါသုံးဘီးဆိုင်ကယ်မောင်းနှင်သူအသက်42နှစ်အရွယ်မြန်မာနိုင်ငံသားဦးခွန်သိန်းဦးဂန္ဓနိုကိုဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းနှင့်တပ်တေကံပစ္စည်းအလုံးကိုမယ်ဆိုင်မြို့မှရဲစခန်းမှစုံစမ်းစစ်ဆေးရေးအရာရှိထံသို့လွှဲပြောင်းပေးအပ်ခဲ့သည်